BNB အမျိုးမျိုးဂျုံတွေ့နိုင်ခဲ့ပေမဲ့ကျမတို့ကိုဘုရားသခင်ကကွယ်ကာမဆာလို့ဒီနေ့ဒီနေရာမှာရောက်ရှိနိုင်တာဖြစ်တယ်ဟာလေလုယာဘုရားသခင်အရင်ကောင်းမြတ်တယ်ကျမတို့အားလုံးပေါ်မှာဟာလေလုယာဟာလေလုယာအာမင်ဟာလေလုယာအာမင်မင်္ဂလာပါတရှိခင်ဟာငါတို့ဘဝမှာတောင်းဆိုအသက်ရှင်ခွင့်ပြီးတဲ့အတွက်ကိုတော့ယေရှုတင်တယ်အာမင်အလိုတော်နဲ့ညီသောအောင်မြင်ခြင်းဆုလက်လူတိုင်းမှာရည်ရွယ်ချက်မရှိဘူးလားအောင်မြင်ခြင်းဘူးလားအောင်မြင်ခြင်းတယ်လူတွေကအဲ့လိုအောင်မြင်မှုအတွက်လှုပ်ရင်းနဲ့ဘဝပျက်စီးသွားတယ်လို့လည်းအများကြီးပဲလူတွေကအောင်မြင်ဖို့အတွက်တွားရင်းနဲ့ပျက်စီးသွားတယ်လို့အများကြီးပဲပိုက်ဆံဝင်ငွေရဖို့ပျက်စီးသွားတယ်လို့အများကြီးပဲမိသားစုထောက်ပံ့ခြင်းလို့ပဲဒါမဲ့သူတို့ဘဝဘာဖြစ်တယ်လဲပျက်စီးသွားတယ်ပိုက်ဆံရှာရင်းနဲ့ပျက်စီးသွားတယ်နော်အများကြီးပဲအောင်မြင်မှုကိုရှာရင်းနဲ့အယက်တမမဖြစ်သွားဘူးလားအများကြီးပဲဆေးဆွဲသွားတယ်လို့လည်းအများကြီးမရှိဘူးလားတချို့ဆိုလို့ရှိရင်တော့တချေးချင်းဖြစ်ကုန်ပြီငွေများသလားမမင်းနဲ့သူတို့မိမဘာပြောလဲစင်ရဲတုန်းကယောက်ျားကိုတတိယလိုက်တာတဲ့ချမ်းသာတော့ချမ်းသာတယ်ဒါပေမဲ့စိတ်ချမ်းသာမှုမရှိဘူးငွေချမ်းသာပေမဲ့စိတ်ချမ်းသာမှုပျောက်သွားတယ်အဲ့ဒါလည်းရှိတယ်ဒါတော့ကျွန်တော်တက်တာမှာအောင်မြင်မှုနဲ့အတူတူ
မှန်ကန်တဲ့အောင်မြင်မှုအလိုတော်နဲ့ညီသောအောင်မြင်မှုတကယ်တမ်းဆိုရင်တော့တမန်ကျမ်းစာအရလေ့လာမယ်ဆိုရင်ဒီအောင်မြင်မှုဆိုတာဘုရားပေးတဲ့ဆုလတ်ဖြစ်တယ်ဟာလေလုယာအာမင်ကဲထူအောင်မြင်မှုကိုကျွန်တော်တို့ကိုပေးနေတော့သူပေးအောင်မဲ့သူဘုရားကိုတကုတ်ကြည့်ပြီးချီးမွမ်းကြပါစို့ကျွန်တော်လူပြူတော့ကမိရခါစားမှာကျွန်တော်ပိုက်ဆံမရှိသေးဘူးဒါပေမဲ့တကယ်ချင်းနေတယ်ဗာပြောလဲချမ်းသာအောင်မဲ့သူပဲချမ်းသာအောင်မဲ့အာမင်ကဲအောင်မြင်အောင်မဲ့အာမင်ယောက်ျားကောင်းကောင်းရအောင်မယ်သားသမီးကောင်းကောင်းရအောင်မယ်လူချင်းရမှာတော့အဲ့ဒါတော့မစင်စားတတ်တာကတော့တော်တော်ကိုအစင်တခုလူသေးတယ်အဲ့ဒါတော့မတတ်သေးဘူးလူတွေကလေပြတ်တာကမပျော်စရာအရင်ကောင်းတယ်ကျွန်တော်ဘိုးကလည်းကြည့်လိုက်လေဒီမှာပျော်စရာဘယ်လောက်ကောင်းလဲဒီမှာအမျိုးသမီးနော်ဘိုးမှာကလေးတွေဒီမှာသားတွေဟာဖျားရဲ့တစ်ဖက်မှာဒီမိသားစုတို့နဲ့အတူကျွန်တော်ဒီလိုဆက်ဆံရကျွန်တော်ဘဝမှာပီတိဖြစ်နေတာကျွန်တော်တေလဲအစင်တဲ့အမြဲတမ်းရှိတယ်နော်အခုချက်ချင်းတင်ကျွန်တော်ကြည်တတ်တယ်ဘာမှနောက်ဆန်တင်းနဲ့စိတ်တစ်ဆက်မှကျွန်တော်မရှိဘူးမိမထခင်လည်းမတတ်နိုင်ဘူးဒါမသိပါဘူးနော်ဖျားတယ်အခုမပြုတ်ဘူးအာမင်ဒါတော့အလာပါတာလာဖြစ်တယ်နော်โอเคအဲ့လောက်ထိကျွန်တော်ဒီနေ့တိုင်းကျွန်တော်အလုပ်မှာကြည်နေတယ်။ဘာကြောင့်ဆိုအလူတော်နဲ့ညီတော်အောင်မြင်မှုစိုးလက်လမ်းစဉ်ကိုလိုက်တဲ့အချိန်မှာအဲ့လိုမျိုးခံစားချက်ကျွန်တော်နေ့တိုင်းမှာရှိတယ်။ဟာလေလုယာ။အာမင်။အာမင်။အဲ့တော့လူချင်းကြပါနံပါတ်1လူချင်းမှုလို့တယ်နော်။လူချင်းမှန်းလဲမတတ်ဘူးဘာလဲအဲ့ဒါမဟုတ်သေးဘူး။အောင်မြင်မှုဒီဘဝရဲ့နောက်ဆုံးပန်းတိုင်းမဟုတ်ပါ။သိရမှာကလူတွေအခုအောင်မြင်မှုရတာနဲ့ဘာဖြစ်လဲ။တော်ပြီ။အမျိုးမျိုးမဖြစ်ချင်ဘူးလား။ဖြစ်ချင်တယ်။လှုပ်ချင်တာလှုပ်တယ်တချို့တွေဆိုလို့ရှိရင်ဟိုးဝင်ငွေရပြီးပြီဟိုသွားပြီးပြီအခုစင်တော့မိဘလည်းလှုပ်ကျွေးပြီးပြီဆိုတော့တဲ့တယ်လို့မနေဘူးလားနေချင်နေပြီမိဘကိုလည်းကြောက်လားမကြောက်တော့ဘူးမိဘကတော့ကိုယ့်ကိုကြောက်နေတာဟယ်လိုလို့ပဲမိဘတော့အဲ့လိုဖြစ်တယ်လို့အများကြီးပဲနော်တကယ်လားဆိုဖျားအလိုတော်ရှိတဲ့အောင်မြင်ခြင်းစိုးလက်ဒီအဲ့လိုအဆုံးသတ်အတွက်မဟုတ်အောင်မြင်ခြင်းဒီဖျားသခင်ဤစံပွဲစစ်ဆေးခြင်းအစစ်တစ်ခုသာဖြစ်တယ်တကယ်တမ်းဆိုတော့အောင်မြင်ခြင်းဆိုထာဝရဆိုတာမရှိဘူးတကယ်တမ်းဆိုလို့ရှိရင်တော့အခုကျွန်တော်ကြည့်မဲ့ယောဘတောင်မှတအားချမ်းသာတဲ့နောက်မှတွေ့လိမ့်မယ်ဒါပေမဲ့ထာဝရမဟုတ်ပါဘူးเนาะဆိုတော့ဒါတော့ကျွန်တော်အောင်မြင်မှုတွေဆိုဆက်အောင်မြင်နိုင်ဖို့တော့ဆက်ဖျားတဲ့ကောင်းကြီးပေးခြင်းတဲ့ချိန်မှာပေးလိုက်စံပွဲရှုံးရင်ပါလေယော်လိုက်ပြီးတော့ကိုကပြန်ပေးဆိုင်ရင်ပြန်တိုးပေးလိုက်အဲ့လိုမျိုးနဲ့ဘုရားသခင်လှုပ်လို့ရှိတာကျွန်တော်တွေ့ရတယ်။အောင်မြင်ပြီးနောက်ဘုရားသခင်ကိုဒါကြောင့်မေ့မသွားနဲ့။အောင်မြင်မှုဒီလူသားတွေအပေါ်ပို၍ဝန်ဆောင်နိုင်ဖို့ဘုရားပြီးတော့အခွင့်တိုးတာလည်းဖြစ်တယ်။အောင်မြင်ခြင်းဆိုတာဘုရားသခင်ဤရည်ရွယ်တဲ့အတိုင်းလူတွေအသက်ရှင်နေထိုင်နိုင်ဖို့နဲ့အသုံးခံနိုင်ဖို့ပေးထားတဲ့ယာယီဆိုလာဖြစ်တယ်။ဘုရားသခင်ကျွန်တော်တို့ကိုအောင်မြင်မှုအချို့အတွက်တင်တို့မှလည်းအောင်မြင်မှုအတိအကျရှိတယ်။ရှိလေရှိအောင်ပါဖြစ်တယ်။ကျူတင်ပြီးတော့ကျွန်တော်ပြင်ဆင်ပြီးတော့တည်ရမယ့်ဥစ္စာကဘာလဲဆိုပုဂ္ဂိုလ်တစ်ပါးရှိတယ်။တကယ်စံပြပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်။သူဟာဆိုရင်တော့ဘယ်တော့ကလဲဆိုလို့ရှိရင်တော့ BC 2118ကျားလောက်မှရှိတယ်။အခုနဲ့ဆိုလို့ရှိရင်တော့နှစ်ပေါင်း4000လောက်ကျော်ပြီးပြီ။အဲ့ဒီယောဘဟာဆိုလို့ရှိရင်တော့ဘယ်ကလဲဆိုရင်တော့ဥဇပီတာဖြစ်ပြီးတော့သူဟာဆိုရင်တော့စီးပွားသမားဖြစ်ပြီးမဲ့တန့်ရှင်းစွာအသက်ရှင်တော်သူဖြစ်တယ်အဲ့ဒါအလူရှိတဲ့အောင်မြင်မှုဆိုတဲ့နောက်မှာနော်ပြီးရင်ဖယားသခင်ကိုကြောက်ရွံ့ပြီးတော့မကောင်းတာကိုဝေးရှောင်တယ်မကောင်းတာသူလုံးဝမလုပ်ဘူးအဲ့လိုမျိုးနဲ့နေတဲ့အချိန်မှာဖယားသခင်ဘယ်လောက်ချစ်သူကောင်းချီးပြီးတာလဲသူရဲ့ပိုင်ဆိုင်မှုဟာဆိုလို့ရှိရင်သူ9000ကလအုပ်3000နွားရှင်းလိုက်တဲ့900ဆို1000ပေါ့နော်အနည်းဆုံးပြီးရင်မိမက900ငယ်သားပေါင်းမြောက်များစွာအလုတ်သမားမြောက်များစွာရှိတယ်ပြီးရင်သူဟာဆိုဘုရားသခင်ကိုအယံလေးစားတဲ့စေပွားသမားဖြစ်တယ်အာမင်အလိုရှိတဲ့စီးပွားသမားအလိုရှိတဲ့ဝင်ငွေရှာခြင်းအလိုရှိတဲ့အောင်မြင်ခြင်းဆိုလို့ရှိရင်ဒါမျိုးဖြစ်ဖို့ဖြစ်တယ်အဲ့တိုင်းပဲသူ့ရဲ့ချမ်းသာမှုကိုဘယ်မှာအသုံးပြုတာလဲယောဘကဘာလုပ်တာလဲဆိုလို့ရှိရင်ဟိုမှာအခန်းကြီး29အခန်းငယ်7မှာဆိုလို့ရှိရင်သူ့နားမှာရှိတဲ့စင်းရဲတဲ့သူမှန်သမျှမိဘမရှိတဲ့သူခူကူးကွယ်ရမရှိတဲ့သူတွေအားလုံးကိုတော့ကယ်တင်တယ်
အဲ့လိုမျိုးသူလုပ်တယ်နော်သူချမ်းသာတော့ကြူတင်ပြီးတော့အခုလူတွေကစီးပွားရှာတဲ့ချိန်မှာအမျိုးမျိုးနဲ့အဲ့ဒီရဲ့စန့်ကျင်ဘက်နဲ့လူတွေကရှာတတ်ကြတယ်ငါဟိုဟာဖြစ်ချင်လို့ဒီဟာဖြစ်ချင်လို့နော်ဒါရင်ပကတိကိုပြက်လူတော်သူဆိုတော့ဘဝပျက်စီးတော်သူကိုသူကောင်းကြီးပေးတယ်အဲ့ဒီကနေသူတို့ရဲ့ကောင်းကြီးလဲသူခံယူတယ်မုတ်ဆိုးမတွေစိတ်နှလုံးကိုသူကဆွင်လန်းစီတော်သူဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ကြူတင်ပြီးတော့ရှိလို့ရှင်ဖယားတခင်ကျွန်တော်တို့ကိုအရန်ကောင်းကြီးပေးခြင်းတယ်အဲ့ဒါမျိုးကိုအရန်သုံးပြုခြင်းတာဖြစ်တယ်အာမင်ကြိုတင်ပြင်ဆင်ပါဒီစိတ်ရှိရလားတစ်မှာတဲ့အချိန်ကစိတ်မှာစင်ရဲတဲ့သူကိုငြိဖို့ပါလားမိဘမရှိတော့သူကိုယ်ွယ်ရမရှိတော့သူတွေကိုငြိဖို့ပါလားပျက်စီးတဲ့သူကိုငြိဖို့ပါလားမဆိုးမတွေကိုအဖေမေတွေထောက်ပံ့ဖို့ဒါပကတိပါဖြောင်းမချင်းပါရမီကိုသူကဝတ်စင်တယ်အရန်ဖြောင်းမတယ်ဖြောင်းမတ်တဲ့တက်ရှင်တယ်ဒါရင်ပကတိပါတရားဒီတို့ရဲ့ဝတ်လုံခေါင်းပေါင်းအနေနဲ့သူသုံးတာဖြစ်တယ်နော်တရားတာကိုပဲသူကြိုက်တော့သူတရားစွမ်းတဲ့တက်ရှင်တော့သူဖြစ်တယ်အရန်ချမ်းသာပြီမဲ့အလူသွားတယ်ဒါကြောင့်မှန်ကန်တဲ့သူမဟုတ်ဖယားရဲ့အလူတော်တိုင်းအောင်မြင်ခြင်းဆိုဒါမျိုးဖြစ်ဖို့ဖြစ်တယ်ဒါမှမကတည်းကမျက်စိကန်းတော်တီရီခြီစွန့်တော်သူတို့ကိုရဲ့ခြီဖြစ်တယ်နော်မမြင်တော်သူတွေမြင်နိုင်ဖို့ရအတွက်အဆဆရအလေးတို့ပေးတယ်ဒါမှမကတည်းစင်ရဲတော်သူတွေအဘဖြစ်တယ်ပြီးတော့အတိအကျမရှိတဲ့လူအပ်တော်အကူကြီးလူအပ်တော်သူတွေရဲ့စကားကိုသူအမြဲတမ်းနားထောင်ပြီးတော်သူဖြစ်တယ်ဒါလည်းမကတိဘူးမတရားသူတို့ရဲ့အဆွဲသူတို့ဘေးနားမှာရှိတဲ့မကောင်းတဲ့လူဆိုးတွေဆိုတော့သူကဟာချိုးပစ်လိုက်တာဆိုဆုံးပါတယ်လူရင်လူတယ်လို့လူရဲ့ကြိုက်စားတတ်တော်သူတွေကိုလည်းသူကနှုတ်ပစ်လိုက်တယ်သူ့ဘေးနားမှာဒါမျိုးမရှိအောင်အကုန်လုံးတိုက်ထုတ်တာကိုကျွန်တော်တွေ့ရတယ်အဲ့လိုမျိုးနဲ့ရည်ရွယ်ချက်မှန်ကန်စွာဖယားသခင်ရဲ့အလိုတော်အတိုင်းတို့ရဲ့အောင်မြင်မှုကအသုံးပြုတဲ့ချိန်မှာဖယားသခင်ရဲ့မိခွတ်သည်ယောဘကောင်းပေါ်မှာထိုးလင်းသည်ဖြစ်၍ထိုအလင်းသည်သူအမိပြုတ်လျက်မိုက်တော်အရ၌ရှောက်သွားနိုင်၏ကြည့်လိုက်မောင်တော်လည်းဖြစ်နိုင်တယ်မိုက်တော်ကောင်းပါလေကြည့်အဲ့လိုမျိုးရည်ရွယ်ချက်မှန်ကန်နဲ့သူပြင်ဆင်တဲ့အချိန်မှာသူမဟုတ်သူရဲ့အောင်မြင်မှုကိုဖယားရဲ့အလိုတော်အတိုင်းသူအသုံးပြုတဲ့အချိန်မှာဖယားကသူ့ရဲ့မိခွက်ကိုသူ့ခေါင်းပေါ်မှာလင်းစေတယ်ဟာလေလုယာအဲ့ဒါဘဝမှာအရေးကြီးဆုံးပဲကျွန်တော်အလိုအဆုံးလည်းအဲ့ဒါဖြစ်တယ်သူကလည်းဖယားရဲ့အလင်းကိုအမိပြုတ်တယ်ဆိုတော့မောင်မိုက်တော့အရက်၌လည်းသူရှောက်သွားနိုင်တယ်ခက်ခဲပေမဲ့စိတ်ဓာတ်ကြဆရာကြုံပေမဲ့နေမကောင်းပေမဲ့အဖေမေအစင်မပြေပေမဲ့ဘဝမှာတင်းရဲ့ခက်ခဲမှုတူရဲ့တူခက်ခဲမှုမတူဘူးဘယ်တော့ပဲခက်ခဲနေပါစေတင်းနဲ့အတူတို့မတင်းကောင်းပေါ်မှာဖယားရဲ့မိခွအလင်းဟာထွန်းလင်းနေမယ်ဆိုရှောက်သွားလို့ရတယ်အာမင်အလုံးမစင်ပြေဘူးဟာလူတိုင်းမှာလေကိုတတ်တည်ခြင်းတဲ့စိတ်ကနေလို့ကြီးလေကြုံအောင်မှာဖြစ်တယ်လူတိုင်းကကြုံတယ်တော့မကြုံဘူးဆိုတာမရှိဘူးအနည်းဆုံးတစ်ခါလောက်တော့လူတိုင်းကခံစားတယ်ထိုအချိန်မှလည်းပဲဒီလိုလူအပ်တာဖခင်ရဲ့မိခွက်ဖြစ်တယ်ဟာလေလုယာထိုမိခွက်တာရှိတယ်ဆိုလို့ရှိရင်တော့ဘယ်လောက်ပဲမော်ထိုအလင်းကအမော်ကုန်လုံးကိုပါခြီပနိုင်တယ်ဒီမှာလည်းကမိပိတ်တာတဲ့ချက်ချင်းမောင်တယ်ဒါမဲ့ကျွန်တော်တို့မိထွန်းလိုက်တော့ပါဖြစ်လေအမောင်တွေပျောက်သွားတယ်ဟာလေလုယာထိုကဲ့သို့ယောဘအသက်တာမှာလည်းဖြစ်တာကိုကျွန်တော်တွေ့ရတယ်ဒါနဲ့ကတည်းကသူ့ရဲ့အသက်ပြူတဲ့အချိန်၌သူ့အိမ်မှာဘုရားသခင်နဲ့မေတ္တာဟာယဖွဲ့တော်အခွင့်ရှိတယ်အသက်ပြူတဲ့အချိန်မှာဘုရားနဲ့မေတ္တာဟာယဖွဲ့သလားစာရာနဲ့မေတ္တာဖွဲ့သလားဘုရားဟာလေလုယာအာမင်ပြီးရောအခုအသက်ပြူရတဲ့အချိန်မှာဘုရားနဲ့မေတ္တာဖွဲ့သလားစာရာနဲ့မေတ္တာဖွဲ့သလားဘုရားနဲ့မေတ္တာဖွဲ့တော်သူဖြစ်ဖို့အရောက်ရှိတဲ့ဘုရားကောင်းကြည့်ပါစေအာမင်တို့ကိုကျွန်တော်ကဘာကြောင့်ရွေးတာလဲဆိုလို့ရှိရင် तू လဲလှလေးနဲ့ तू အတက်တာဖယားနဲ့အချိန်ယူတော့ तू ဖြစ်တယ်ဒါကြောင့်ယောက်ျားကောင်းကောင်းရတာအာမင်ဒီတိုင်းပဲကျွန်တော်လည်းပဲဖယားနဲ့အတူငေရွယ်ကြတဲ့ကတွာလာတော့ကြောင့်ဖယားကမိမကောင်းကောင်းပြန်ပေးတာပေါ့နော်ဒါလည်းမကသေးဘူးအနန္တတကူရှင်ဟာသူ့ဘက်မှာရှိတယ်အရာနဲ့ကြီးနော်ဖယားဒီကျွန်တော်ဖက်မှာအရှင်မျက်နှာတအမေးရရတယ်ကျွန်တော်ဘဝဟာဆိုလို့ရှင်တကက်တဲ့ခံစရာကြီးပဲဘေးတွားကျွန်တော်မျက်နှာမဲရရတယ်သူ့သားသမီးတို့ဒီသူ့ကိုဝိုင်းလက်နေကြတယ်မိသားစုစုံနဲ့ပျော်ပျော်ရွှင်နေရတော့ခွင့်ရှိတယ်ဟာလေလုယာကျွန်တော်လည်းအခုလည်းရှိခံစားနေတဲ့ဘဝဖြစ်တယ်ဒါကြောင့်အယံမြတ်တယ်နော်
အယမြက်တယ်သူတွားရလာနိုင်နှုတ်ရည်စေးတယ်တဲ့နှုတ်ရည်ဆိုတာအယတာမရှိဘူးလားခွန်အားမဖြစ်စေဘူးလားဖြစ်စေတယ်ဒါနဲ့မကသေးဘူးကြောက်ခဲသည်လေငါအဖို့စီကိုတွန်းလောင်းလီကြောက်ခဲဒီကြားထဲမှာလဲသူစိုက်ပြူရေးလှုပ်တဲ့အချိန်မှာကောင်းဖြစ်ထွန်းတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်မှန်ကန်တဲ့နီးတဲ့ဖယားရဲ့အလိုတော်အတိုင်းသူ့ရဲ့အောင်မြင်မှုကအသုံးပြုတဲ့ချိန်မှာသူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့လှုပ်ဆောင်ချက်မှတဲ့ချိန်မှာသူသွားတဲ့ချိန်မှာလူငယ်တွေအားလုံးကသူလာပြီဟဲ့ဆိုရင်လမ်းဖယ်ပေးတယ်ဒါမှမကသေးဘူးဗါလဲလူကြီးတွေရောသူတို့အနီးနားမှာရှိလူကြီးတွေအားလုံးကသူလာပြီဟဲ့ဆိုဥမာသူမလာခင်မှာဘောတော့စကားပေါ်တယ်သူရောက်ရဲ့လူတွေကတကယ်လူကြီးတွေတော့မှာတဲ့သူရဲ့အဆက်တွေကိုပိတ်ကြလောက်တော့အောင်ဒီစတုတ်ကိုလေးစားခြင်းခံရတာကိုကျွန်တော်တွေ့ရတယ်မှားယွင်းတဲ့နည်းလည်းရှိတယ်ဖယားရဲ့အလိုတော်နဲ့မငီတော့မှားရင်းတဲ့နည်းနံပါတ်1ဟာငါအောင်မြင်မောငါဟာပဲလေငါလုံးလို့ရတာလေဟာရဖေးမေငါပိုက်စံပို့တာကြည့်တော့ငါ့ကိုလာပြီးတော့ဆုံးမမနေနဲ့ဖြစ်နိုင်လားဖြစ်နိုင်တယ်တချို့မိဘတွေကိုဆဲတာမလေးအဲ့ဒီတော်များတယ်ငါလောက်တာကြောင့်ငါအောင်မြင်တာငါပိုင်တယ် I don't need God ဆိုရတဲ့ဖယားလည်းအလိုမရှိတော့ဘူးဆိုရတဲ့လည်းဖြစ်နိုင်တယ်နော်အခုတချို့တွေတတိထားပါဒီမှာရောက်လာလို့ဖယားတရားအများကြီးကြားပြီးကောင်းတယ်အောင်မြင်ပြီးနောက်ပိုင်းမှာ I don't need God မဖြစ်စေနဲ့အာမင်တရားဟောရကြခန်းကြီးရှေ့မှာလည်းကျွန်တော်ဗာတွေ့ရတာလဲဆိုတော့ငါတကူငါလက်တတိအားဖြင့်ဤစည်းစိမ်ကိုငါရတတ်သည်ဟုစိတ်ထဲမှာအောက်မိခြင်းအပြစ်ကိုတတိနဲ့ရှောင်ခြင်းပါလို့ဖယားကတားထားတယ်ပြောမယ်အောင်မြင်မှုရတဲ့အချိန်မှာအောင်မြင်မှုလမ်းသွားတဲ့အချိန်မှာအောင်မြင်မှုရဖို့ကျွန်တော်ရှောက်တဲ့အချိန်မှာငါတို့စိတ်မဖြစ်တဲ့ဟာကငါတကူကြောင့်ငါလက်တတိကြောင့်ဒီစည်းစိမ်ဟာငါရတက်လို့ငါရတယ်ဆိုပြီးတော့မအောက်မိနဲ့တဲ့ရှောင်ကြပါလို့တရားဟောရခြင်းအခန်းကြီး7ခွန်မှာကျွန်တော်တို့ကိုပြောထားတာရှိပါတယ်ဒါလည်းမကသေးဘူးတင်အိဖယားသခင်ဒီမှာတရားဟောရ78မှာပဲပါတယ်ဆိုတော့တင်အိဖယားသခင်ခြောက်ရဖယားကိုသာအောက်မိရမယ်အကြောင်းမူကတင်အိဘူဘီတို့အကျိန်ဆိုတော်မူသောပဋိညာဉ်တရားတော်ကိုယနေ့ကဲ့သို့တည်စီလေသောငါဖယားသခင်ပေးတော်မူ၏ဖယားသခင်ပေးတော်မူ၏အဲ့ဒါကျွန်တော်ခံယူဖို့ဖြစ်တယ်အာမင်တကယ်လည်းခံယူပါထူပေးတတ်တော်သူနဲ့တကယ်လျှောက်သွားပါအောင်မြင်လိမ့်မယ်အာမင်တကယ်တော့ကျွန်တော်အခုဘာကြောင့်ကျွန်တော်ဆင်းရဲတာလဲဖယားနဲ့ရည်ရွယ်ချက်နဲ့မကိုက်ပြီးနဲ့ကျွန်တော်အသက်ရှင်လို့တက်ဆင်းရဲတာနော်ကိုစဉ်းစားလိုက်အမှုတော်ဆောင်တွေကတစ်မျိုးကျွန်တော်တို့ခမရတို့ငွေရှာတော်သူကလုံးဝအရာစင်းရဖို့မဟုတ်ဘူးအောင်မြင်ဖို့ဖြစ်တယ်ဘာကြောင့်မအောင်မြင်တာလဲဖယားနဲ့အတူမတွားတာကအဓိကဖြစ်တယ်ဆိုတာဒီအဖြစ်လဲကျွန်တော်တို့သိနိုင်တာပေါ့နော်အတော့တာကျန်7:28မှာကျွန်တော်တို့ဘာတွေ့ရတာလဲဆိုတော့မိမိစည်းစိမ်ကိုကူစားတော်သူသည်ရှုံးလိမ့်မယ်လို့ပြောတယ်ကြည့်ဒီမှာအန်ဒီအများတဲ့စိတ်နှလုံးကငွေကြီးကငါ့ကိုလုံခြုံမှုပြီးတယ် success is my secure အင်္ဂလိပ်လိုလုံခြုံမှုပြီးတယ်security my security တို့မဟုတ်ငါ့ကို power ဆိုတဲ့တကိုးအာဏာပေးတယ်အရှိန်အဝါပေးတယ်လို့ယူဆခြင်းဒီအခုလူတွေရဲ့အဓိကပြဿနာဖြစ်တယ်သူတို့ကိုဒုက္ခပြန်ပေးတယ်ဒီအခန်းကြီး6အခန်းငယ်30မှာလည်းပဲအချောင်းမူကငွေကိုတတ်မဲ့ခြင်းဒီမကောင်းသောအမှုတို့တွင်မူလအမြစ်ဖြစ်တယ်တဲ့ဒါကြောင့်အရာတတ်မဲ့ဖို့မဟုတ်ဘူးဖယားသခင်အကျိုးရှိဖို့အသုံးပြုဖို့လူတွေအကျိုးရှိဖို့အသုံးပြုဖို့မိဘအကျိုးရှိဖို့အသုံးပြုဖို့ရက်ရွာအကျိုးရှိဖို့အသင်းတော်အကျိုးရှိဖို့မိမိရဲ့ဆရာတွေအကျိုးရှိဖို့အတွက်မိမိရဲ့ညီကိုမောင်နှမတွေအကျိုးရှိဖို့မိမိရဲ့မိသားစုတွေအကျိုးရှိဖို့မိမိရဲ့မိတ်ဆွေတငယ်ချင်းစင်ရသားတွေခက်တော်သူတွေအကျိုးရှိဖို့သုံးဖို့ဖြစ်တယ်အာမင်ကိုယ့်အတွက်ပဲအတ္တနဲ့ဆိုတော့ဒါအပြစ်ဖြစ်တယ်လို့တမန်ကျမ်းစာကဆိုလိုတာကိုကျွန်တော်ကြည့်ပဲလူတချို့တို့ဒီတဲ့ငွေကိုတတ်မဲ့တော်ကြောင့်ယုံကြည်ခြင်းတရားလမ်းမှလွဲသွားတယ်တတ်မဲ့လို့နဲ့ကိုရခြင်းလို့ကိုအဝတ်စားလို့ခြင်းလို့အဲ့လိုမျိုးပဲဖြစ်ကိုရဲ့အလှအပပဲဖြစ်အဲ့လိုမျိုးတွေပျော်ရွှင်မှုတော့ပဲလှုပ်တဲ့ခါကျရင်တရားလမ်းမှလွဲပြီးမဟုတ်ကဟုတ်ကတယ်ပြီးပျော်ခြင်းလို့တကယ်ချင်းနေနဲ့ပျော်ခြင်းလို့အဲ့ဒီငွေကိုပဲမှာသုံးတာလဲအရက်တောက်ဖို့သုံးသွားတယ်ဘယ်တောက်ဖို့သုံးသွားတယ်ဒါဆိုရင်လေအလူတော်ဘုရားတရားမရှိတဲ့ဥစ္စာဖြစ်တယ်အဲ့လို
လိုမျိုးဖြစ်တဲ့အချိန်မှာအရာလက်ကပါလေအသက်တာမှာပူပန်ခြင်းဝေဒနာတွေရသွားတယ်ငါဒီစင်ရောက်ပြီဆိုတော့ငါပျော်တင်ပြီဗျာလဲတောက်တင်ပြီကောင်းလေးနဲ့လဲတွဲတင်ပြီကိုရဆိုင်ရှိမှလဲရက်တင်ပြီဟဲ့လားဒီစင်ရောက်နေပြီပဲမိဘကိုလည်းငါဆူလို့ရပါပြီဆဲလို့ရပြီကြိုက်တယ်လို့ဒီလို့ရပြီဖယားလည်းမလိုဘူးဆရာလည်းမလိုဘူးငါ့ကိုကြည့်တာမှမဟုတ်ပါငါနဲ့ငါလုံတာပဲဆိုရက်နှလုံးသားဒီစာရမဏကရောက်ရှိလာတတ်တဲ့အရာဖြစ်တယ်ဒါနံပါတ်2ကပါလေအောင်မြင်ခြင်းဒီဖယားသခင်ရဲ့စံပွဲစစ်စစ်ချင်းအဆင့်တစ်ခုသာဖြစ်သောကြောင့်တတိထားပါထာဝရအောင်မြင်ခြင်းဆိုတာရဲ့မရှိဘူးเนาะတက်လိုက်ကြလိုက်ဖြစ်တယ်ညီမကောင်းတာနဲ့လူတွေဆိုတာအမျိုးမျိုးဝင်ငွေရရက်တက်သွားနိုင်တယ်အမျိုးမျိုးဖြစ်နိုင်တော့ကြောင့်အမြဲတမ်းတတိထားဖို့လိုတယ်အောင်မြင်ပြီးတော့ဖယားကွန်တာကြောင့်မမေ့ဖို့ဖြစ်တယ်ဒါနဲ့မကတည်းအောင်မြင်မှုဆိုတဲ့ဥစ္စာကတကယ်တကယ်လူသားတွေအပေါ်ပူ၍ဝန်ဆောင်နိုင်ဖို့ဖယားပေးတဲ့အခွင့်ထိုးတာလည်းဖြစ်တယ်ဆိုတော့မမေ့နဲ့အောင်မြင်မှုဒီလူသားတွေအပေါ်ကဘာကြီးအပေါ်မိမိလင်မယားအပေါ်မိမိမိသားစုအပေါ်မိမိတငယ်ချင်းအပေါ်မိမိညီအကူအပေါ်မိမိအလုံးရှင်အပေါ်ခက်ခဲတဲ့သူအပေါ်ပူ၍ဝန်ဆောင်နိုင်ဖို့ပူ၍ကိုငီနိုင်ဖို့ဖယားကပေးတဲ့အခွင့်ထူးတာဖြစ်တယ်အခွင့်ထူးဖြစ်တယ်အောင်မြင်ခြင်းအမြင်ကိုကျွန်တော်တို့ကဒီနေ့မှာပြောင်းဖို့ကျွန်တော်ဒီနေ့ဟာရည်ရွယ်တာဖြစ်တယ်ဒါကြောင့်အောင်မြင်ခြင်းဆိုဖယားသခင်ရဲ့ရည်ရွယ်တဲ့အတိုင်းလူတွေအသက်ရှင်နေထိုင်နိုင်ဖို့အသုံးခံနိုင်ဖို့ပေးထားတဲ့ယာယီဆိုလဖြစ်သောကြောင့်တင်တို့လည်းမကြခင်မှာရတော့မယ်ဖြစ်သောကြောင့်အဲ့ဒီဥစ္စာကိုအခုယောဘကဲ့သို့အသုံးပြုနိုင်ပြီးလူတွေအတွက်အကျိုးအများရှိနိုင်ဖို့အရောက်ရှိတဲ့ဖျားသခင်ကောင်းကြည့်ပါစေ